အားလုံးပဲမင်္ဂလာပါရှင်။ဟိုနေ့ကတငယ်ချင်းတွေကကင်ချီစားခြင်းနဲ့ပြောလို့ပေါ့နော်။သူတို့အတွက်လုပ်ပေးပြင်းနဲ့ဗီဒီယိုလေးရိုက်ထားပါရဲ့ရှင်။ပထမဦးဆုံးဒီမုံညှင်းတုပ်တွေကိုအဆင်ပြေတယ်လို့ပေါ့နော်။၄စိတ်ဖြစ်ဖြစ်၃စိတ်ဖြစ်ဖြစ်ခွဲပြီးတော့အခုလိုမျိုးတလွားချင်းစီစားလေးတွေထည့်ပြီးတော့အရင်ဆုံးနှက်ထားရမယ်ပေါ့နော်။ကင်ချီရွက်လေးကျွတ်လာပြီးဆိုမှဒါလေးကိုရေးဆေးရမှာပါ။နောက်ဒီတစ်ခေါက်ကင်ချီကိုတစ်ထုပ်ခွဲသုံးထားပါရဲ့ရှင်။တစ်ထုပ်ခွဲဆိုတော့အခုလိုမျိုးနှစ်ပိုင်းရရပေါ့နော်။နောက်တစ်ခုကိုလည်းအခုလိုပဲစားလေးတွေနဲ့တေချာတလွားချင်းစီထည့်ပြီးရင်ခဏလောက်တော့နှက်ထားလိုက်ပါမယ်။အဲ့ဒီအချိန်မှာဟိုဘက်ချက်မှလည်းအခုလိုမျိုးပြင်ဆင်ထားရပေါ့နော်။ဒီမှာဗာထည့်ထားလဲဆိုရင်မုံလာဥဖြူပါတယ်၊ပန်းတိပါရဲ့ပန်းတစ်တော့ပါရဲ့ချက်သွန်အဖြူအနီပါပါရဲ့ရှင်။ပြီးတော့ရင်မုံလာဥအဖြူလေးကိုအခုလိုအချောင်းလေးတွေလည်းလှိမယ်၊မုံလာဥနေကိုလည်းအခုလိုအချောင်းလေးတွေလှိမယ်ပေါ့နော်။ပြီးရင်ဒါကို chive လို့ခေါ်ပါရဲ့ချက်သွန်ဖြူအမြင့်လို့ခေါ်လာတော့မသိဘူးပေါ့နော်ပြီးရင်ဂျင်းကိုထောင်းထားပါရဲ့ရှင်ပြီးရင်ဒါကကောင်းညင်းမုံပါနော်ကောင်းညင်းမုံကိုလည်းအခုလိုမျိုးပြပြလေးဖြစ်အောင်ကြိုးထားပြီးအေးအေးခံထားရပါရဲ့ပစုံကြောက်ပါမယ်ဒါငါးငပြရင်လေးပါပါမယ်ရှင်ပြီးတော့ရင်အယောင်တမုံပါရင်ရိုက်ပေါ့နော်အခုဒီထဲမှာအယောင်တမုံကတော့ရိုက်ပြဖို့ကြံခဲ့လို့ပါကဲပထမဦးဆုံးအနေနဲ့ခုနလီချွတ်ထားရဲ့ဟာယူပေါ့နော်အကုန်လုံးမြနေအောင်တစ်ဝက်လောက်ထည့်မယ်ထည့်ပြီးရင်ဒါကကောင်းညင်းမုံထည့်ပါမယ်ရှင်ကောင်းညင်းမုံနဲ့တစ်ဝက်လောက်ထည့်ပါမယ်ရှင်ကောင်းညင်းမုံတစ်ဝက်လောက်ထည့်ပြီးသွားရဲဆိုရင်အရသာအနေနဲ့ငပြရည်နည်းနည်းထည့်မယ်ပြီးရင်အခုစားပြီးတော့အယောင်တမုံထည့်ပါမယ်ရှင်အယောင်တမုံအောင်လေကိုရီးယားအယောင်တမုံလေးရရဲเนาะအဆင်ပြေအယောင်တမုံသုံးလို့ရပါရဲ့။နှွားချောင်းနှစ်မျိုးဆက်ပြီးသုံးပါရဲ့ရှင်။မဟုတ်ဘူးဆိုရင်ဒါအမဆက်လို့ပါ။ပြီးရင်ပစွန်ချောက်ကိုခုနပစွန်ချောက်ကိုကြိတ်လိုက်တယ်ပေါ့နော်။ကြိတ်ပြီးတော့ပစွန်ချောက်ထည့်ပါရဲ့။ဒါကတပိုင်းချင်းချင်းထည့်ရဆိုတာတော့ကလေကြင်ညက်ချင်လို့ပေါ့နော်။အဲ့ဒီတပိုင်းချင်းချင်းနှစ်ခါခွဲပြီးကြိတ်တာပါ။ကိုယ့်ရဲ့ blender အဆင်ပြေရဆိုရင်လည်းတစ်ခါရောကြိတ်လိုက်လို့ရပါရဲ့ရှင်။ဒါအောင်နောက်တစ်ခေါက်ထပ်ကြိတ်မယ်ပေါ့နော်ခုနကကြံခဲ့တဝက်တွေကိုထပ်ထည့်ပြီးတော့အခုနောက်တစ်ခေါက်ထပ်ကြိတ်လိုက်ပါမယ်ကိုဘာသာလောက်ရလေအလုပ်တော့ရှုပ်တယ်ပေါ့နော်ဒါပေမဲ့အများကြီးစားရရဲ့တန်ရှင်းသက်ရက်တယ်ပေါ့နော်ခဲအခုတော့ရပြီပေါ့နော်အခုလိုအနေထားရပြီဆိုရင်ဒါအနည်းဆက်လို့ရပါပြီရှင်ဒါကမိနစ်20နာရီဝက်လောက်နှက်ထားပြီးတော့ဒီမုံညင်းရွက်လေးတွေကကျွတ်လာပြီပေါ့နော်ကျွတ်လာပြီဆိုရင်တော့ရေကို5 6ထပ်ပြောင်းနေအောင်ဆေးရပါတယ်နော်ဗီဒီယိုထဲမှာထည့်ပြီးမရိုက်ပြတော့ပါဘူးနော်ပြီးရင်တော့ကိုလိုချင်တဲ့ပုံစံအနေထားလေးတွေကိုလှိချွတ်ပါတယ်ဒါမှမဟုတ်ရင်အထောက်လိုက်လဲနှက်လို့ရရဲ့ပေါ့နော်တော့ကကြတော့လက်ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်တငယ်ချင်းတွေကလည်း order မှာထားတာကြီးလည်းရှိရဲဆိုတော့အစင်သင့်စားလို့ရရဲ့အနေတော်လေးတွေပဲလှိလိုက်တယ်ပေါ့နော်ပြီးသွားရင်ဒါအနှစ်နဲ့ပါမယ်ခုနအနှစ်နဲ့အခုရှိရဲ့အစာပလာတွေကိုတဝက်စီရောပြီးတော့တော့နှဲပါရဲ့ရှင့်ဒီထဲမှာလေး chive ကတော့နှဲပါရဲ့ဒါတစည်းပဲရလို့ပေါ့နော်ညနေကြတော့နောက်ထပ်2စီးထပ်ရောရဲပေါ့နော်နောက်ထပ်2စီးထပ်ရောပြီးတော့နှက်ထားရဲ့ဘူးတွေကိုထပ်ထည့်ပါရဲ့ကဲခုနအစာနဲ့မုံညင်းရွက်လေးတွေနဲ့ကိုစားတူပေါ့နော်ရောပြီးသွားပြီဆိုရင်စားပြီးတော့ကိုတိတ်မဲ့ဘူးတွေကိုထည့်လို့ရပါပြီရှင့်တိတ်မဲ့ဘူးရေကိုရေကိုပြောင်းအောင်ဆေးမယ်ပြီးသွားရင်ရေကို6နေအောင်တုပ်ပြီးတော့ထားရရဲ့ပေါ့နော်ကဲဒါကဘယ်လောက်ရလဲသာကြည့်လိုက်ပါတော့ရှင်ကဲဒီဘူးကိုအပြင်မှာတရက်ထားပြီးပြီဆိုရင်နောက်နေ့ရေကက်တစ်တာထည့်ပြီးတော့သုံးဆောင်လို့ရပါပြီရှင့်